နေရကဲအားလုံးပဲမင်္ဂလာပါဗျာမနေ့ကတော့မနက်ပိုင်းတော့စင်ပြေသွားပါတယ်ဒါပေမဲ့ညနေပိုင်းမှာတော့ဒီကနေ့ပဲပြန်ထွက်သွားတယ်မနက်ပိုင်းမှာဒါထွက်သွားတယ်အခုညနေပိုင်းမှာဒါထွက်သွားတယ်နေ့10နေ့10လောက်ပိုင်းနေ့နေ့ပေါ့နော်ဒီနေ့ကတော့ကျွန်တော်ဒီနေ့ကတော့3ရက်10လ2025ပါ12နာရီနော်12နာရီ10မိနစ်ဆိုတော့ခဏချပြကျွန်တော်၄ခွက်ချပြမယ်အဲ့၄ခွက်ကတကယ် main ပေါ့နော်သူတကယ် main ပေါ့ main ခွက်ဒါပေမဲ့ main ခွက်ကတော့အဆင်ပြေတယ်ဒါပေမဲ့အရန်ခွက်လေးကတော့ထိုးချင်ထိုးစိတ်ပိုင်ထိုးစိတ်မပိုင်မထိုးနဲ့အဲ့မှာအဲ့ဒါလေးပဲထိုးပေါ့နော်ရန်ခွက်ကျွန်တော်ရေးပေးပြီဒါပေမဲ့လောလောဆယ်မှာတော့ကျွန်တော်တို့ချင်းတော့ follower လေးတွေလုပ်ပေးရတယ်ပေါ့နော် surprise ကြီးပါကဲပြောချင်တာခါတော့ပြောမလဲဆိုတော့တော့ပြောပြမယ်ဗျာလောလောဆယ်လူဘယ်နှယောက်ရှိပြီလဲဆိုတော့ကျွန်တော်လည်းမသိသေးဘူးအဲ့မှာရှစ်ကောင်တစ်ခွက်ထည့်ပေးမယ်နော်ရှစ်ကောင်တစ်ခွက်ပြောထားမယ်မိန်းကွက်နော်မိန်းဝါဒနာရလုပ်ပေးတာပါနော်ကိုလည်းထိုးတယ်ဒီမြောက်လူဝါဒနာရဆရာကြီးတော့မဟုတ်ဘူးပေါ့နော်ကျွမ်းကျင်တော့မဟုတ်ဒါပေမဲ့လည်းပေါ့တိတာလေးမျှဖို့ sharing လုပ်ပေးတာပါဝါဒနာတူရင်လိုက်ထိုးရဲတိနေတဲ့လူတွေကတော့ကြော်ပါပေါ့ဗျာနော်ကျွန်တော်တို့ကတော့တော့ဒီကျွမ်းကျင်တာမဟုတ်ဘူးကဲအားလုံးကထပ်ရေးပေးမယ်ဗျာ84ဟုတ်ကဲ့6ခွန်းကဲထူပါ64ကဲပေါ့ရတော့ပဲ never ပေါ့မဟုတ်ပေးခြင်းလည်းပေးစင်တာရှိလည်းပေးစင်တာမရှိရင်လည်းမပေးနဲ့ပေါ့အားတော့ KB ဖုန်းနံပါတ်လေးပေးလိုက်ပါမယ်စေနာရှိမှပေးနော်စေနာမရှိမှပေးနဲ့ကျွန်တော်မယူဘူးမိတ်ဆွေတို့စေနာရှိမှပေးပေါ့မှစေနာရှိပေး KB ဝေပေးအကုန်ရှိတယ်